ပေါင်းမုံနဲ့ကျုံနဲ့ကြော်စားမယ်ကျုံလေးကိုဖောက်ထည့်လိုက်တယ်ပြီးရင်ဖောက်လိုက်ပါဘောနော်စားလေးနည်းနည်းထည့်တကြားလေးရောတစ်ခါတည်းထည့်ပြီးကြော်ရင်တော့ပေါင်းမုံကြော်လေးကညူညူလေးဖြစ်တယ်ပေါ့တကြားလေးကိုပြီးမှဖြူရင်တော့ပေါင်းမုံကြော်လေးကဖြူလေးပေါ့နော်ဒါလေးကတော့ကျုပ်နှလုံးမှုရထားတာပေါ့နော်ပြီးရင်တော့ပေါင်းမုံလေးတွေကိုဒီကျုပ်လေးတွေတုပ်ပြီးတော့မကအိုးလေးနဲ့ကြော်လိုက်မှာပေါ့နော်ဒါကတော့စားလေးတစ်မျိုးနဲ့နေထားတဲ့ကျုပ်လေးပေါ့အဲ့ဒါလေးတွေကိုပေါင်းမုံလေးတွေပေါ်မှာတုပ်လိုက်လိုက်မယ်ဒီလိုလေးပေါ့နော်တဝက်လောက်ကျိုးရင်တော့ဟောပါတကြားလေးရောတစ်ခါလေးနေပြီးလုပ်တဲ့ဟာလေးရောလုပ်မယ်တကြားစီရဲကိုပူလာရင်တော့အများသူရေပဲစီတန်လေးထည့်လိုက်မယ်ရှင်ကျန်တဲ့ကြက်ဥလေးကိုတကြားလေးနည်းနည်းထည့်လိုက်ပါနော်အဲ့ဒါလေးကတော့တကြားလေးကိုတစ်ခါလဲပေါင်းကိုပါပြီးသားပေါ့ဒါလေးကတော့တကြားလေးကိုထည့်ပြီးတော့မှုလိုက်တာပေါ့နော်စီဆူလာရင်တော့ခုနလေးအဲ့ဒါလေးကိုထည့်လိုက်မှာပါရှင်sorryဒီကြံတဲ့ပေါင်မုံလေးတွေရောလေကျဲဥတွေကိုစားရတဲ့ကြားရောထားတဲ့ဟာလေးထည့်မယ်ခဏတော့ဟာလေးရလာပြီနော်ကျဲဥလေးတစ်ဖက်မှာညိုလာရဲဆိုရင်လှမ်းမှာပေါ့နော်ဆိုရင်ညိုလာပြီတော့လေစီကိုနည်းနည်းထည့်ရင်တော့ပိုကောင်းတယ်နှမဆိုသူကစီအကုန်စုပ်သွားတာပေါ့နော်ထည့်သမျှစီကိုအကုန်စုပ်သွားတယ်စီနည်းနည်းလေးလိုလောက်ပဲထည့်ရင်တော့ပိုကောင်းတယ်မကောင်းဆိုတော့စီပါရစုံလေးထည့်အောင်ရပါတယ်ဒါပေမဲ့ကိုကတော့နည်းနည်း6ကျိုးတိတ်မကြိုက်ဆူဆူလေးကိုကိုကြိုက်ဒီလိုလေးကျက်လာတာလေးတွေကိုဆယ်လိုက်တယ်ပေါ့နော်ဆယ်ပြီးရနဲ့လေတခါလေးကြားလေးဖြူရမယ်ဘာလို့လဲဆိုတော့ဒီဟာစားလေးနဲ့ပဲဟိုပါပေါ့နော်ဟိုအဲ့စားနဲ့ကျုံနဲ့ပဲပါလေတကြားမပါဘူးနောက်တိုးကြတော့တခါလေးကျုပ်တွေကိုတကြားထည့်ထားအဲ့လိုထည့်ထားကြရင်တော့မလို့ဘောနော်ဒီကြားထည့်ထည့်မလို့ဘောတော့ထည့်ပြီးသားဒီအိုးထဲမှာထည့်ထားတာလေးကတော့ကျုပ်တို့တကြားတစ်ခါလေးထည့်ပြီးသားပေါ့နော်စီရောနေရောပြီပေါ့ခုနဒီကြော်ပြီးသားလေးကိုစီရပါသွားပြီပြီးပါပြီရှင်
ကဲအညာသူမြေပဲစီတန်းနဲ့ကြော်ထားတဲ့ပေါင်မုံကျုပ်ကြော်လေးရပါပြီရှင်ဒီမှာပေါ့နော်အညာသူမြေပဲစီတန်းနဲ့ကြော်ထားတဲ့ပေါင်မုံကျုပ်ကြော်လေးပါရှင်အဲ့ဒါကိုဘယ်သူတွေသွားကျွေးမလဲဆိုတော့ချစ်လာဆိုတော့မတာမိခင်ရဲ့အလုပ်ကပြန်လာတဲ့အမရဲ့အပြင်ကပြန်လာတဲ့တူလေးရဲ့အကြောင်းကပြန်လာတဲ့သမီးရဲ့ဘောလုံးဝဲကြည့်နေကြတယ်သွားကျွေးလိုက်မယ်ရှင်စားကြပါအောင်ရှင်ညာသူမြေပဲစီတန်းနဲ့ကြော်ထားတဲ့ပေါင်မုံကျုပ်ကြော်လေးပါကဲစားပါရှင်ရောက်စားလေစားကြလေပေါင်မုံကျုပ်ကြော်ဘာဖြစ်လို့စားရလဲတဲ့ဟိုအေးလေးနဲ့တိုင်းမှာစားမယ်လက်ဖက်တော့တယ်အေးဒါလေးပြတ်တဲ့ထဲသွားမယ်နော်ရောက်ကိုရိုင်းကြလာပါဒီမှာဗီဒီယိုရိုက်နေဒီရိုက်လာပါဒီရိုက်ရဒီအနူချစ်လာစားတော့အဲ့ဒါလေးကနည်းညိုသလိုဖြစ်နော်ရောက်ဟိုအရွယ်ညီရရင်လည်းအကျညီရရင် sister ဒီအမေလေးတေးပဲယူလိုက်မယ်ကြိုက်တာကြီးဘာဖြစ်လဲတေးသေးပဲယူလိုက်တူတူပဲလေတေးပဲယူလိုက်တယ်ကြောက်ပြန်လိုက်ရမလားဟမ်ပိန်လေးကတေးသေးလေးပဲယူလိုက်တယ်တဲ့ကောင်းတာစားလေရောက်ဟာကုန်သွားပါပြီရှင်